တနေ့ညနေမှာပဲကျွန်တော်တောင်ကမြို့တစ်ခုမှာအလုပ်လုပ်ပြီးပြန်လာတာမြို့နယ်တစ်ခုကနေကျွန်တော်တို့ရွာပြန်ရမှာဖြစ်လို့မနက်ဖက်မှာပဲထွက်ချင်တယ်ဒါပေမဲ့အလုပ်တာဝန်ကြောင့်အနှဲငယ်နောက်ကျသွားတယ်နောက်ဆုံးတော့ညနေ9 နာရီလောက်မှမော်တော်ဆိုင်ကယ်နဲ့တောင်လန်းတစ်လျှောက်ရွာပြန်လာခဲ့တယ်တောင်လန်းကမီးမရှိတောင်ကုန်းတွေကမျှတမဟုတ်ဘူးတချို့နေရာကရေအော်ပြောက်တဲ့ဒေါ်လာမျိုးတန်တရာအမြင်တွေဖြစ်ဖို့အလွယ်တကူပဲတလန်းထဲမှာလှဲ့တိုင်းမှာညီးတန်အတန်တိတ်နဲ့ဟီတန်တွေမျိုးကြားလာတာစတင်တဲ့အဲ့ဒီအချိန်မှာမျက်စိမှာတောက်ပဲတဲ့အဖြူရောင်ဝတ်ထားတဲ့အမျိုးသမီးတဦးလမ်းဘေးမှာရက်နေတာမြင်နေရုပ်ရှင်တဲကလိုပဲပေါ့ဘလို့ဖြစ်တယ်လဲမသိဘူးဘေးကပဲမမြင်နိုင်အောင်ရုပ်ကြွနေတယ်ခဏဆောင်နေရှေ့မမြင်တော့လို့ဆိုင်ကယ်ရက်ပြီးမီးဖွင့်ကြည့်မယ်ဆိုပြီး flashlight ဖွင့်တဲ့အချိန်မှာတော့သူမကရှေ့မှာမရှိတော့ဘူးအဲ့ဒီအချိန်မှစပြီးလမ်းကမျက်စိမမြင်ရတဲ့အတိုင်းမြင်လာတယ်ဆိုင်ကယ်ကလည်းတင်ပဲရုတ်တရက်အိမ်မက်ထဲကလိုလှုပ်သွားတဲ့ဟာတစုံတယောက်ကြော်သွားသလားတစ်ခတ်ဖြစ်လားပြောမရဘူးလက်လန်းမိတဲ့အထိမျက်စိလည်းမမြင်တာနဲ့တရုတ်ထဲပျော်လန်းသွားတယ်တိတိကျကျကိုမြင်တာမသိဘူးပဲမျက်စိဖွင့်တော့တောင်အောက်ကရွာလန်းအဖုံးမှာနေတယ်ရွာကလူတွေကငါ့ကိုရှာလာကြတယ်သူတို့ပြောတာကငါတောင်ထိပ်ကတနာရီနဲ့အထက်ချိန်မတိမတာပဲကြံနေတယ်တဲ့ငါဆိုင်ကယ်ကလည်းငါမောင်းမဲ့ပဲတောင်ဘေးတစ်ဖက်မှာတွေ့ရတယ်အဲ့ဒီညကလေးကတောင်လန်းကိုညဘက်ဖြတ်ပူးခြင်းမရှိတော့ဘူးတချို့ကလည်းပြောတယ်အဲ့ဒီလန်းကတခါတော့ကမိန်းကလေးတယောက်တည်ခဲ့တဲ့နေရာလို့တဲတိတာတော့နောက်ကျမှပဲတကယ်တော့ညဘက်တကူတည်းမသွားတဲ့နေရာတစ်ခုဆိုတာတော့သိချတယ်